ဒီမှာကြည့်ဝါရမ်းလိုက်တယ် ကဲဟုတ်ပြီဒီမှာဘောပင်လေးရှိပါတယ်ဘောပင်လေးတွေကဒီမှာနှစ်ချောင်းယူထားပါဘာလို့ရမလဲဆိုတော့ဒီဘောပင်လေးကိုတစ်ချောင်းကိုစောက်ထိုးလေးထားပါဟုတ်ပြီနောက်တစ်ချောင်းကိုကျတော့သူ့ပေါ်မှာဒီလိုလေးတီပုံစံလေးတင်ရမယ်တင်ကြည့်ပါဟုတ်ပြီလက်ကလေးလွတ်လိုက်ဒီလိုလေးဝဲနေရမယ်အပြီးသေးဘူးဒီမှာကြည့် ဝါနိုင်လေဟာ โอเคဒီမှာပါရှိလဲကန်ကြည့်ဘာမှမရှိဘူးเนาะဘောပင်လေးကန်ကြည့်လို့ရပါတယ်ဟုတ်ပြီဒီပြောက်ွက်လေးကိုကျွန်တော်ပြန်ပြီးတော့ formula tutorial လေးလုပ်ပြပါမယ်အားလုံးပဲရှုစားအောင်ပါအဲ့တော့ပထမဆုံးအနေနဲ့ရောင်စုံဘောပင်လေး၄ချောင်းရှာရမှာဖြစ်ပါတယ်ရပြီဆိုရင်အဲ့ဒီတစ်ချောင်းကိုတော့အထူးဖန်တီးမှုတွေလုပ်ထားရမှာဖြစ်ပါတယ်အဲ့ဒီဖန်တီးမှုလေးကိုကျွန်တော်တို့ magic ရဲ့ဘာသာစကားနဲ့ gimmick လို့ခေါ်တယ်အဲ့တော့ gimmick လေးကဘယ်လိုလုပ်ရမလဲဆိုတော့အကလေးတစ်ချောင်းကိုပူပေးပြီးတော့ဒါဘောပင်လေးကိုထည့်လိုက်မယ်ပေါ့နော်အကလေးကိုကိုယ့်ဘက်မှာထားပြီးတော့ပိတ်သက်တရဲ့ရှေ့မှာအမှတ်တမိန်လေးထည့်လိုက်မယ်ပေါ့နော်အဲ့ကြတော့မှဟာဆိုပြီးတော့ဒုတိယတစ်ခါထပ်ပြီးတော့နောက်တစ်ချိန် surprise ဖြစ်သွားတယ်ဟုတ်ကဲ့ဒီကနေ့အားပေးကြတဲ့တကယ်ချင်းတွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့နောက်ရက်တွေမှာလည်းဒီထဲပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ magic trick တွေကိုကျွန်တော်တို့စီစဉ်ရနေပြီးတော့တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ magician လေးနေပဲဖြစ်ပါတယ်ခင်ဗျာ